canvas blog ပဲဖြစ်ပါတယ်ဒီကနေရဒီပေးရတော့ဒီငါးတော့များရဲ့ blog ဒီပါဆိုတော့ကျမတို့ငါးတော့များတော့ဒီမနက်စော်ကြီးထားသွားရတယ်ပေါ့နော်ဆိုတော့ထားသွားတော့မနက်စာကလွတ်တော့ပေါင်မုံနဲ့ရင်းနေကြတယ်တောက်ပြီးတော့ထောက်လျှောက်မောင်းပါတယ်တနားရီခွဲလောက်မောင်းတဲ့ခါကျတော့ဒီပင်လေးကြီးနေရရောပေါ့နော်တော်လေးလှပြီးတော့အရန်ရန်ကိုလုံးဝခန်းစားချက်တာအစ်စ်ဖြစ်နေပေါ့နော်ဒါကတော့ Yuki Channel ကျမရဲ့ entertainment ဖြစ်ပါတယ်ဆိုတော့ရောက်တော့ဒီကကျတော့တနားရီခွဲကြော်လောက်ရောက်လာတော့တောင်ထဲမှာနေနေပါတယ်ဂျပန်နိုင်ငံမှာဆွစ်ဇာလန်နဲ့အောင်ဆင်းတယ်ပေါ့နော်တော်လေးလှတယ်နောက်ခဏကြာရောက်သွားခဲ့ပါတယ်ရောက်သွားတော့ဝင်ကြီးကကလေးလူချင်း2500ပေးရပါတယ်ဒီဟာတွေကတော့လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်ဒီငါးများဖို့ငါးများတဲ့တန်တွေပါတွေကို100 200နဲ့ရောင်းမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ရေ၄ချောင်းဝယ်လာခဲ့ပါတယ်ဆိုတော့ဒီအထဲမှာဆိုလို့ရှိရင်တော်တော်ကြီးနေလုံးဝတဘာဝဆန်ဆန်ကြီးသူတို့လှုပ်ထားတာပေါ့နော်ပြီးလို့ရှိရင်လူသွားလမ်းတွေမှာလေလုံးဝ safe ဖြစ်အောင်အရန်လှုပ်ထားတယ်တော်တော်လေးလည်းငြိမ်ချမ်းနေပေါ့နော်အထက်ရောက်တော့လေကားရှိရယ်လေကားကနေဆင်းသွားပြီးတော့မှအောက်မှာတော့ရေတွေကောင်ကချောင်းကြီးစီးဆင်းလာအောင်ပေါ့အရေးတကောင်ကနေပြီးတော့မှသူကငါးမြရတာဆိုတော့တကယ်ကိုမွန်းမြင်ငါလို့ပြောရရတယ်ပေါ့နော်အဲ့မှာတော်တော်လေးကိုနေပြီးတော့တော်တော်လေးကိုအေးတယ်ထဲမှာတော်တော်လေးကိုအေးချမ်းချမ်းခံစားရတယ်ဒါစချင်းကျွန်မငါးမြကြည့်နေဆိုပြီးတော့ကျိုးထည့်လိုက်ရင်ဒီကောင်ပြင်းလာတယ်နော်အရန်ကိုဘယ်လိုပြောမလဲ excited ဖြစ်ရပါတယ်ဆိုတော့တော်တော်လေးလာပြီးတော်တော်လေးကြည့်ကြတယ်အဲ့ဒါအားလုံးများပြရရင်သူက basic လေးလည်းပေးထားတယ်အဲ့ basic လေးမှာဆေးကြောပြီးတော့သူကအကုန်လုံးတန်ရှင်းလုပ်ပြီးအင်ပြန်တည်သွားတာပေါ့နော်ဆိုတော့2005နဲ့ခံစားရတဲ့ဒီ feeling လေးကတော်တော်လေးပြောဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြီးကျေးဇူးတင်ပါတယ် bye bye